ရပွင့်ကျမေတ္တာတရားကိုထားဖို့လူလာပါလားဟုတ်လဲအေးဒီကြကိတဝိပဿနာတရားကိုထားဖို့ကြဖြစ်တယ်ကိုဒုံမှာမကြုံထားဖို့တော့ခိုင်ထာ၅ပါးဒါ၅ပါးခိုင်ထာ၅ပါးကိုသာထုရပါဘူးဤကိဋ္ဌာကိုဆုလူစားလေဤကိဋ္ဌာမှာလောက်စမဆုလေဤကိဋ္ဌာစီကြီးအရပင်မောဆုပလိစတိပီလေဤကိဋ္ဌာမှာဒုက္ခတာဆုလူစားလေမှာရပါဘူးလေဒီကဒုက္ခလူစားကိုမထားကြည့်ကိဋ္ဌာလူစားကိုမထားကြည့်လောက်စမကိုမထားကြည့်ရေမပရိမောစီကြီးအရလုပိဖို့ရေမပရိမောစီကြီးအရလုပိဖို့နော်လုပပိလေဖလော်လီဒုက္ခခိုင်တယ်နော်အဲ့ဒါဘယ်ကိဒုက္ခခိုင်တာပါလဲအေးဒီတော့မှာလောက်စမကိုဆက်ဘလို့လားအေကိဋ္ဌာအင်လုပပိစာဒုက္ခအိုလုပပိစာလောက်စမကိုဆက်ဘလို့တိချူကြည့်ဒီလိုမှာ